လည်းတတ်မှတ်ထားတယ်တိမ်နေတဲ့အတူတူနေတဲ့ယောက်ျားတစ်ယောက်ဟုတ်တယ်နော်တီတာယူမွန်တမီလေးတောင်မှထိုင်းနိုင်ငံမှာရှိတယ်ကြားတယ်နော်ကျွန်တော်တို့ပြောတဲ့သူတွေတော်တော်များတဲ့အတွက်စုံစမ်းကြည့်ပါဦးမယ်နော်ရှိလားမရှိလားလို့သိလားအဲ့တော့တီတာယူမွန်တမီလည်းရှိတယ်ဆိုတော့အဲ့ဒါလို့လင်တစ်ယောက်ကိုတစ်ဖက်ရန်သူကမွေးစေဝါတွေနဲ့အတူအရှင်လက်လက်ဖမ်းမိထားတာမွေးစေဝါပါတယ်နော် WY စိတ်ကြွဆေးပြားမွေးဆေးတွေပါပါတယ်နော်ကြော်စိုးဦးပိုင်ရဲကိုကြော်မျိုးမင်းငပေါက်ထွက်ပြောပါဦးကွာဟမ်တီတာယူမွန်ကတော့သူနဲ့မဆိုင်ဘူးတဲ့တိမ်နေတဲ့သူနေတယ်လင်ဖြစ်တဲ့ပေါင်းနေတယ်သူနဲ့မဆိုင်ဘူးဆိုတာဖြစ်နိုင်ကြမှာဟမ်ဖေခံပြီးပြောရင်တော့လေဖေတန်ရတဲ့ဒီကောင်မဖေခံတာလို့ပဲနေ့ကိုပြောနေမယ်ဘယ်သူမှယုံမှာမဟုတ်ဘူးရှင်းလားနော်အဲ့ဒါရှင်းနေပဲဟာငပေါက်ထွက်ပြောပါဦးဟာမိုက်ခဲဘာဖြစ်တာညာဖြစ်တာဟာမိုက်ယူမွန်ကဘလို့ပုံစံကြည့်ရတာတော့တီတာယူမွန်များနော်ငပေါက်နဲ့မူစကူဒူးကျင်လို့တွတ်လေကို PDF လက်ထက်နဲ့ထိုးထည့်တာကွာပြောလို့ရတာမဟုတ်နော်ဒီပြူစောခွေးတွေကစောက်ကျင်တွေကကောင်းတဲ့ကောင်တစ်ကောင်မှရှိတာမဟုတ်ဟုတ်တယ်မလားစောက်ကျင်မကောင်းလို့ပြူစောသီးလုပ်နေတော့ဗျာဒီနေ့ခေတ်မှာရှင်းနေတယ်စောက်ကျင်ကောင်းတော့လူကဘလို့ပြူစောသီးလုပ်တယ်ဟုတ်တယ်နော်ရှင်းနေတဲ့ခေတ်ကဒီလိုခေတ်ဒီလိုကာလမျိုးမှာခေတ်ကာလလည်းဆိုင်တယ်လေဟုတ်တယ်မလားပြူစစ်လုပ်တိုင်းစောက်ကျင်မကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ဒီလိုအခြေဒီလိုအခါဒီလိုခေတ်မှာပြူစစ်လုပ်နေပြီဆိုတဲ့ကလူလိုအတိတရားရှိလို့လားလူလိုအတိတရားမရှိလို့လားဆိုတာရှင်းနေတယ်